အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော် Facebook ကနေပြီးတော့ monetize လုပ်မယ်ပေါ့ Facebook ကနေဝင်ရှာမဲ့သူတွေအတွက် Meta Company ဘက်ကကိုယ့်ရဲ့ဖန်တီးမှုဖြစ်တဲ့ဗီဒီယိုတွေကိုဘယ်လောက်စက္ကန့်အထိဘယ်လောက်မိနစ်အထိလက်ခံထားသလဲဆိုတာကိုကျွန်တော်အနည်းငယ်ရှင်းပြပေးမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီအကြောင်းအရာကိုမပြောခင်မှာကျွန်တော် ဒီပတ်စံဝင်ငွေရှာလို့ရတဲ့ tool ပေါ့เนาะကရိယာအကြောင်းအရာလေးကိုကျွန်တော်ပြောပြမယ်အဲ့ဒါကတော့ CM setup အတူကောက်က CM setup လို့ခေါ်တယ်အရှိကတော့ content monetization tool လို့ခေါ်တယ်ပေါ့ setup ပေါ့เนาะအဲ့လိုမျိုးခေါ်တယ်เนาะအဲ့လိုခေါ်တဲ့နေရာမှာအရင်တော့ကကျွန်တော်တို့ဒီ Facebook ကနေပြီးတော့ပတ်စံရှာမယ်ဆိုလို့ရှိရင်ကိုတွေက in-stream ads လို့ခေါ်တဲ့ဗီဒီယိုအရှိတွေဖန်တီးခြင်းအတူကတော့ ISA ပေါ့เนาะပြီးရင်ဗီဒီယိုအတူတွေကိုဖန်တီးပြီးတော့ပတ်စံရှာလို့ရတယ် ADS on reel လို့ခေါ်တယ်အတူကောက်က reel လို့ခေါ်တယ်เนาะပြီးရင် bonus လို့ခေါ်တယ် programming bonus ပေါ့เนาะအဲ့တော့ bonus မှာကြတော့ကျွန်တော်တို့ပုံနေစာတွေဗီဒီယိုအရှိတွေ story တွေတင်ပြီးတော့ကျွန်တော်တို့ပတ်စံရှာလို့ရမယ်အဲ့ဒီကဏ္ဍ၃ခုကို Facebook ဘက်ကတစုတစည်းတည်းဖြစ်အောင်ဆိုပြီးတော့ဒီနှစ်ပိုင်းနေအတွင်းမှာပြောင်းလဲလိုက်တယ်တစုတစည်းတည်းဖြစ်အောင် content monetization tool ဆိုပြီးတော့ battle ပေါ့เนาะ battle ဆိုပြီးတော့သူကအဲ့လို tool ကရိယာတစ်ခုအနေနဲ့၃ခုလုံးပေါင်းပြီးတော့အဲ့ထဲမှာထည့်လိုက်တယ်ထည့်လိုက်တဲ့အခါကျတော့ Meta Company ဘက်ကနေပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဒီ content monetization နဲ့ပတ်သက်တဲ့ပေါ့เนาะဒီ tool ကိုရအောင်စူးစမ်းပြီးတော့ကျွန်တော်တို့ဒီဝင်ငွေရှာမဲ့ creator တွေအတွက်ဘယ်လောက်စက္ကန့်အထိထားပြီးတော့သူတို့လက်ခံထားတယ်လဲဆိုလို့ရှိရင်15စက္ကန့်အနည်းဆုံးထားရမယ်နော်ဗီဒီယိုတွေဖန်တီးတဲ့နေရာမှာ15စက္ကန့်အနည်းဆုံးထားရမယ်လို့သူတို့ဘက်ကတရားဝင်ကြေညာထားတယ်ထုတ်ပြန်ထားတယ်ပေါ့နော်အဲ့လိုလိုထုတ်ပြန်ထားတဲ့အခါကျတော့ဒီနေရာမှာဘာတွေကိုထူးခြားသွားလဲဆိုတော့ကျွန်တော်ဒီအရင်တော့က ISA လို့ခေါ်တယ်ပေါ့ ISA မှာကျတော့ကျွန်တော်တို့ဗီဒီယိုအရှိတွေကိုဖန်တီးတဲ့နေရာမှာ10မိနစ်အထက်စက္ကန့်60ပေါ့စက္ကန့်60 10မိနစ်အထက်ဒီဖန်တီးမှာလက်ခံရရှိတဲ့အနေအထားမျိုးတွေရှိတယ်အဲ့တော့ဗီဒီယိုအတူမှာဆိုလို့ရှိရင်လည်းအရင်တော့က re video တွေဆိုလို့ရှိရင်တို့က3စက္ကန့်အထက်ဆိုလို့ရှိရင်တို့ကလက်ခံတယ်ဗျနော်အဲ့ဒါတွေကိုလည်းတွေ့ရတယ်နော်ဒီ bonus ကတော့အတူတူပဲဗီဒီယိုအရှိနဲ့နော်အဲ့တော့ in-stream ads ဆိုတဲ့နေရာမှာကျွန်တော်ဗီဒီယိုအရှိဖန်တီးတဲ့နေရာမှာကိုကဖန်တီးတဲ့ဗီဒီယိုက3မိနစ်အထက်ဖြစ်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတယ် Facebook ဘက်ကပို့ကြိုက်တယ်ဘာလို့လဲဆိုတော့ကြော်ညာထည့်သွင်းတဲ့အခါမျိုးမှာသူတို့ကအစအလေအဆုံးမှာကြိုက်တဲ့နေရာမှာကြော်ညာတွေထည့်သွင်းမှုမျိုးတွေလုပ်လို့ရတယ် Facebook ဘက်ကဒီ read အတွက်ကိုရည်ရွယ်တယ်လို့တော့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ read ဖန်တီးတဲ့သူတွေအတွက်15စက္ကန့်တော့အနည်းဆုံးထားပြရမယ်ဆိုပြီးတော့ Facebook ဘက်ကနေပြီးတော့ဒီ Meta Company ကနေပြီးတော့တရားဝင်ဒီ content monetization ဝင်ငွေရှာဖို့ tool setup ရဲ့ကြော်ညာချက်တွေမှာဖော်ပြထားတာရှိတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အရန်တိုတောင်းလုံးတဲ့ဗီဒီယိုတွေကြတော့ကြော်ညာထည့်သွင်းဖို့သူတို့အဆင်မပြေလို့ဖြစ်နေမယ်။တချို့ကြော်ညာတွေကဒီမူရင်းဖန်တီးတဲ့ creator တွေထက်ပိုပြီးတော့ရှေ့လျားနေတတ်တာတွေလည်းရှိတယ်။အဲ့တော့အဲ့ဒီအတွက်ကြောင့်ဖြစ်ပါလိမ့်မယ်နော်။အဲ့တော့ကျွန်တော်တို့ monetization ရပြီးတဲ့သူနဲ့မရသေးတဲ့သူဗီဒီယိုဖန်တီးတဲ့နေရာမှာဘယ်လိုဖန်တီးရမလဲဆိုလို့ရှိရင်နော်အရှိအပိုင်းတွေကတော့ရှင်းသွားမယ်ထင်တယ်နော်အဲ့တော့ရပြီးတဲ့သူနဲ့မရသေးတဲ့သူဘယ်လိုဖန်တီးရမလဲပေါ့နော်အဲ့လိုမျိုးမေးခွန်းတွေလည်းရှိလာနိုင်တယ်အဲ့တော့ရပြီးတဲ့သူတွေကတော့ဒီ15စက္ကန့်လောက်ဖန်တီးလဲသူကကြော်ညာဝင်ပါပဲဒါပေမဲ့ကိုယ့်ရဲ့ဗီဒီယိုရဲ့တိုတောင်းမှုတွေနော်reach တွေကြည့်ရှုတဲ့နှုံးတွေ play တွေပေါ့နော်အဲ့ဒါတွေပေါ်မူတည်ပြီးတော့ကျွန်တော်ပတ်စံဝင်ငွေရမှုဆိုတာတော့ယော်နေကောင်းယော်နေသွားလိမ့်မယ်နော်အနည်းဆုံးကတော့ကျွန်တော်တို့10မိနစ်လောက်ရှိတဲ့read တော့မှာဆိုလို့ရှိရင်လည်းကျွန်တော်စက္ကန့်60ပေါ့10မိနစ်နဲ့စက္ကန့်30ပေါ့နော်အဲ့လောက်ဒီ Facebook ဘက်ကခွင့်ပြုထားတာကိုနော်ခွင့်ပြုထားတယ်ဆိုတော့ကိုကနည်းနည်းဗီဒီယိုလေးအရှိလေးဖန်တီးလိုက်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ view တွေအလိုက် reach တွေအလိုက်နော်ကျွန်တော်တို့ဒီကြော်ညာထည့်သွင်းမှုတွေအလိုက်ကိုကပတ်စံရလာနိုင်ခြင်းများတယ်ပေါ့နော်အဲ့တော့တကယ်လို့ကိုက CM setup မရသေးတဲ့သူနော်မရသေးတဲ့သူဆိုလို့ရှိရင်တော့ကိုကနည်းနည်းဗီဒီယိုကို10မိနစ်လောက်နော်10မိနစ်နည်းနည်းစွန်းလောက်အဲ့လိုမျိုးဖန်တီးတာကပို့ပြီးတော့တင့်လျော်တယ်ပို့ကောင်းတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီမှာ
content monetization tool ထဲမှာ INC tool လည်းပါနေတယ် re အတွက်ကလည်းပါနေသေးတယ် bonus အတွက်ကလည်းပါနေသေးတယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ view အတွက်ကလုံးဝကျင်းသိပေါက် criteria လို့ခေါ်တဲ့အရေးချင်းသတ်မှတ်ချက်တွေမှာရှိတယ်ရှိတဲ့အတွက်ကြောင့်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကဒီ view minute တွေများများရဖို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ဖန်တီးမှုကအရန်တိုတောင်းလုံးနေဆိုလို့ရှိရင်ကိုကရလာတဲ့ view ကလည်းနည်းနည်းပဲရမှာပေါ့ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီမရသေးတဲ့ monetize မရသေးတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ10မိနစ်အထက်ပေါ့10မိနစ်အထက်ဒါမှမဟုတ်10မိနစ်လောက်ပေါ့အနည်းဆုံးထားပြီးတော့ကျွန်တော်တို့ဖန်တီးတာဒီကိုယ့်ရဲ့ minute view တွေမြန်မြန်ပြေးဖို့အတွက်ပို့ပြီးတော့ Facebook ဘက်ကဒီအထောက်ပံ့ပေးဖို့အတွက်ဆက်ရက်ပေါ်လာဖို့အတွက်ပို့ပြီးတော့ကောင်းမယ်လို့ကျွန်တော်တို့ထင်မြင်မိတယ်ပြီးတော့ဒီလိုမျိုးဆက်ရက်ပေါ်လာတဲ့သူတွေတော်တော်များများကလည်းเนาะအရန်တိုတောင်းလို့တဲ့ဗီဒီယိုတွေကိုဖန်တီးတာမျိုးတွေမဟုတ်ဘဲနဲ့အတော်အသင့်ပေါ့စက္ကန့်30စက္ကန့်40 50အဲ့လိုမျိုးဖန်တီးမှုတွေနဲ့များသောအားဖြင့်ဖန်တီးတဲ့လူတွေကိုတွေ့ရတာများတယ်เนาะဒါကတော့ဒါတွေ့ရှိချက်လေးကိုပြောပြတာပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီ monetization ရဖို့အတွက်ဆိုလို့ရှိရင်လေကိုက consistently ပေါ့เนาะဖြစ်အောင်အမြဲတမ်းကိုယ့်ရဲ့ page မှာအနည်းဆုံးတစ်ပတ်ကို3 ပုတ်လောက်တော့တင်ပေါ့เนาะဒီဗီဒီယိုလေးတွေကိုဖန်တီးပြီးတော့အတူပဲဖြစ်ဖြစ်အရှိပဲဖြစ်ဖြစ်တင်ရမယ်ပေါ့เนาะနေ့စဉ်ကျွန်တော်တို့ဟိုစားအချိန်တတ်မှတ်လိုက်ပေါ့เนาะဒီရက်မှာတော့ဒါတင်မယ်ဒီရက်မှာတော့ဒီအချိန်မှာဒါတင်မယ်အဲ့ဒီလိုမျိုးပေါ့เนาะပြီးတော့အရေးအသွင်းမြင့်တဲ့ဗီဒီယိုတွေကိုဖန်တီးဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့ကိုယ်ပိုင်ဗီဒီယိုတွေဖြစ်ဖို့လည်းလိုအပ်တယ် Facebook ရဲ့ policy တွေ community standard တွေကိုလိုက်နာပြီးတော့ CMP PMP တွေလိုက်နာပြီးတော့ဖန်တီးထားတဲ့ original content တွေဖြစ်ဖို့လိုအပ်တယ်ပေါ့နော်လူတွေစိတ်ဝင်စားဖို့လည်းလိုအပ်ပါတယ်နော်အဲ့တော့ကျွန်တော်အခုပြောပြသွားတဲ့ဟာကတော့ဒါ Facebook ဘက်ကနေပြီးတော့ကိုက monetization အတွက်လုပ်မယ်ဆိုလို့ရှိရင်ဘယ်လောက်စက္ကန့်အထိဘယ်လောက်မိနစ်အထိကိုကဖန်တီးတင်တယ်လဲဖန်တီးရမလဲ Facebook ဘက်ကလက်ခံထားလဲဆိုတော့ဒါကျွန်တော်အနေငယ်ရှင်းပြပေးသွားတာဖြစ်ပါတယ်။နော်မတိကြတွေနားမလည်တဲ့အပိုင်းတွေရှိလို့ရှိရင်ကျွန်တော်ကို Messenger နေပြီးတော့လာမေးလို့ရပါတယ်နော်။ကျွန်တော်ဒီသင်တန်းလေးဖွင့်ပေးထားတာရှိပါတယ်နော်သင်တန်းလေးဖွင့်ပေးထားတာရှိပါတယ်သင်တန်းတက်ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော် Messenger နေပြီးတော့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။